ကိုရိုင်းလဲပန်းပွင့်ပတ်ဝန်းကျင်ကိုလည်းမိုးရနံ့ကြိုင်စေခဲ့တဲ့အာဆနယ်ရဲ့ကြီးမြတ်သူတို့နှလုံးသားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Ecrissport ကနေတင်ဆက်နေပါတယ်အာဆနယ်တင်းရဲ့ပြောင်မြောက်တဲ့အောင်မြင်မှုကနေစဉ်ကျွန်တော်တို့အားလုံးရဲ့ရှင်သန်မှုပုံစံကိုပြန်လည်ဆန်းစစ်ကြည့်ဖို့ဒီနေ့ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်လောကမှာကြီးမြတ်သူဆိုတာကကိုရိုင်းအတွက်တင်မကဘဲနဲ့ကိုချေချလိုက်တဲ့မြေပြင်တစ်ခုလုံးကိုပါစိမ့်လန်းဆိုပြအောင်လုပ်နိုင်စွမ်းရှိသူတွေကိုခေါ်တာဖြစ်ပါတယ်အခု Sporting ကိုအာဆနယ်နိုင်ပြလိုက်တဲ့စွမ်းဆောင်ရည်ကတာမန်နိုင်ပွဲလေးတစ်ခုမဟုတ်ပါဘူးဒါကပရာဟီတာစိတ်အခြေခံတဲ့အောင်မြင်မှုရဲ့သင်္ကေတတစ်ခုပါပဲအာဆနယ်တင်းက Sporting ကိုဝေးကွင်းမှာနိုင်လိုက်ရုံနဲ့မကဘဲနဲ့ဒီယာဒီချန်ပီယံလိမှာ10ပွဲကစား9ပွဲနိုင်တပွဲတည်ဆိုတဲ့အရှုံးမရှိစံချိန်ကိုတည်နေတော့အသင်းဖြစ်ထိန်းသိမ်းထားပါတယ်။သူရဲ့လိုမျိုးပြောင်မြောက်လာတဲ့ရလဒ်တွေက UEFA ရဲ့အဆင့်သတ်မှတ်ချက်မှာအင်္ဂလန်ပရီးမီးယားလိကိုအမှတ်ပြတ်တဲ့နဲ့ထိပ်ဆုံးရောက်စေခဲ့တာပါ။ရလဒ်ကပါလေ။အာဆနယ်စူးစမ်းမှုကြောင့်2016-29ချန်ပီယံလိမှာပရီးမီးယားလိအတွက်အပေါ်စုတနေရာရရှိသွားတာပါပဲ။လက်ရှိမပေးစရာမှာအဆင့်၄အတွင်းဝင်ဖို့ရုန်းကန်နေရတဲ့ Manchester United, Aston Villa, Liverpool နဲ့ Chelsea တို့အတွက်အာဆနယ်ကမျောလင်းချက်တကားတစ်ချက်ကိုဖွင့်ပေးလိုက်တာပါဒါကကိုရိုင်းလဲကြီးပွားအောင်လုပ်လိုက်တယ်လို့ကိုကြောင့်ကိုပတ်ဝန်းကျင်ကလူတွေပါအခွင့်အရေးရစီတဲ့ကြီးမြတ်သူတို့ရဲ့နှလုံးသားပါပဲကျွန်တော်လက်တွေ့ဘဝမှာလည်းတချို့သူတွေကကိုအောင်မြင်မှုအတွက်တခြားသူတွေကိုတွန်းချတတ်ကြတာပါအဲ့ဒါကအတ္တကိုအခြေခံတဲ့အောင်မြင်မှုဖြစ်ပါတယ်ဒါပေမဲ့အာဆနယ်ရဲ့ပုံစံကတော့အလိုမဟုတ်ပါဘူးသူတို့ကကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်တယ်အသင်းအတွက်အောင်ပွဲရှာတယ်ဒါပေမဲ့အဲ့ဒီအောင်ပွဲကနေဆင့်လီးပြိုင်ဘက်တွေအတွက်ပါကြိုးကျေးဇူးတွေပြန့်နှံ့သွားစီတယ်ဒါကဝင်းဝင်းအခြေအနေဖြစ်ပါတယ်ကိုရိုင်းလဲကျိုးမြတ်ရပတ်ဝန်းကျင်လဲကောင်းကျိုးရလောကမှာလူစားမျိုးတွေများလာရင်ကဘာကြီးကအခုတက်ပိုးလှလာမှာပါအခုဆိုရင်ပရီးမီးယားလိအသင်း9သင်းစလုံးက16သင်းဆင့်ကိုတက်နိုင်ခဲ့ပြီးကွာတာဖိုင်နယ်မှာ9သင်းထိရှိနေပါပြီချန်ပီယံလိမှာအာဆနယ်နဲ့လီဗာပူးယူရိုပါလိမှာ FIFA နဲ့ Forest ကွန်ဖရင့်လိမှာ Palace တို့ရှိနေကြပါပြီဒီအသင်းတွေအောင်မြင်လေလေအင်္ဂလန်ဘောလုံးလောကရဲ့ပုံရိပ်ကပိုမြင့်လာလေပါပဲဒါပေမဲ့ဒီအင်အားစုကြီးရဲ့အဓိကမောင်းနှင်အားအင်ဂျင်ကတော့အာဆင်နယ်ပါပဲရှစ်ပွဲကစားရှစ်ပွဲစလုံးနိုင်ခဲ့တဲ့အုပ်စုစင်ရလဒ်တွေကအပေါ်တနေရာအတွက်ခိုင်မာတဲ့အုပ်မြစ်ဖြစ်ခဲ့ပါတယ်။ဒါကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်သိနိုင်တာကလူတစ်ယောက်ရဲ့ထူးချွန်မှုကအဖွဲ့အစည်းတစ်ခုလုံးကိုကယ်တင်နိုင်တယ်ဆိုတာပါ။ဒီဗီဒီယိုကိုအခုချိန်ထိနားထောင်နေကြသေးတဲ့ခင်ဗျားတို့အားလုံးပါလေကိုစီမန်ကိန်းတွေကိုအိမ်မက်တွေရှိကြမှာပါ။ခင်ဗျားရဲ့လှုပ်ဆောင်ချက်တွေကခင်ဗျားအတွက်ပဲကြိုးရှိသလားဒါမှမဟုတ်ခင်ဗျားကြောင့်ခင်ဗျားပေးရလူတွေပါအခွင့်အလမ်းတွေပိုရလာသလား။ဒီနေရာမှာတခုမှာကျင်တာကကိုအောင်မြင်မှုကိုပဲအာရုံမစိုက်ပါနဲ့။ကိုယ့်ရဲ့အောင်မြင်မှုကပတ်ဝန်းကျင်ကိုဘယ်လိုအကျိုးပြုမလဲဆိုတာကိုပါထည့်တွေးပါ။ဒါကကြီးမြတ်သူတို့နှလုံးသားပါပဲ။အာဆနယ်က10ပွဲစလုံးရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့လို့ဒါဒီလိုခွင့်ရရလာတာဖြစ်ပါတယ်။ခင်ဗျားလေးပဲခင်ဗျားရဲ့လုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါအစင်တန်းရှိတဲ့လုပ်ရက်ကသာအစင်တန်းရှိတဲ့ရလဒ်ကိုယူဆောင်လာမှာပါ။ကိုကျိုးစီးပွားကိုလည်းမစွန့်လွတ်နဲ့ဒါမဲ့အဲ့ဒီကိုကျိုးကအများကျိုးကိုမထိခိုက်ပင်နဲ့အများအတွက်အခွင့်အလမ်းဖြစ်ပါစီ။ဒါကအတ္တကိုပရနဲ့ပေါင်းဆက်ပြီးတော့ဘဝတိုးတက်မှုရှာဖွေခြင်းပါပဲ။အဆုံးသတ်မှာတော့အာဆနယ်အသင်းကပရီးမီးယားလိအသင်းတွေအတွက်ချန်ပီယံလိဝင်ခွင့်ပို့တဲ့နေရာကိုလက်ဆောင်ဖြစ်ပေးအပ်လိုက်ပါပြီ။ဒါကသူတို့ရဲ့အတ္တကင်းတဲ့စူးစမ်းမှုကြောင့်ရလာတဲ့ရလဒ်ဖြစ်ပါတယ်။ခင်ဗျားတို့လည်းခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်အတွက်ခင်ဗျားတို့ချစ်ခင်ရတဲ့မြန်တို့ရတဲ့မိသားစုအတွက်ခင်ဗျားတို့နဲ့အတူတူလက်တွဲလုပ်ကိုင်နေကြတဲ့လုပ်ဖို့ကိုင်ဘက်တွေအတွက်အပေါ်စုတနေရာယူပေးနိုင်တဲ့လူတော်လူကောင်းတွေဖြစ်အောင်လို့စူးစမ်းကြည့်ကြပါလို့တိုက်တွန်းရင်ပါတယ်။ကိုကြောင့်လောကကြီးတစ်လက်မှာပဲပြည့်ပို့ပြီးတော့လှပသွားတယ်ဆိုရင်သိကြပါလိမ့်။ခင်ဗျားကအောင်မြင်သူစစ်စစ်ဖြစ်ပါတယ်။ဒါက Sporting ကိုနိုင်ပြရင်အာဒီတာကျွန်တော်တို့ကိုပြောပြခဲ့တဲ့ဘောဟသင်ခန်းစာတရက်ပါပဲ။ဒီနေ့ကစပြီးတော့ခင်ဗျားတို့လည်းအာဆနယ်ရဲ့စိတ်ဓာတ်နဲ့အတူခင်ဗျားတို့ရဲ့ဘဝတွေကိုအလားဆင်လိုက်ကြပါလိမ့်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။